လာပါခုမနေ့ညတော့တညလုံးနင်းနေကြထားတဲ့အတွက်ကြောင့်မို့ခုကမနေ့ရထက်ဒီနေ့ဟာနင်းနေထူထပ်နေတာကိုခုလိုတွေ့မြင်ရမှာဖြစ်ပါတယ်ခုကျွန်တော်တို့ဒီကနေ့တဆင့် Jaffa Gate Jerusalem မြို့ဟောင်းကိုသွားကြည့်မလို့ကျွန်တော်နဲ့အတူတူလိုက်ကြည့်ဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ် Wondering what each present could hold, lying in their beds and impatient on long Christmas Eves of old. It used to be that all the family would gather for this one night. That special feeling shared together, knowing Christmas was here. How I miss an old-fashioned Christmas, memories that last through the years. Always said the meadow. ဒါကတော့ Bethlehem မြို့ကိုသွားတဲ့လမ်းပဲဖြစ်ပါတယ်ဒါကတော့ Jaffa Gate ရှိကွင်းပြင်ဖြစ်ပါတယ်အခုကျွန်တော်တို့ Jaffa Gate ကိုရောက်လာပါပြီဟိုးအရှိမှမြင်ရတဲ့ gate ကတော့ Jaffa Gate ပဲဖြစ်ပါတယ် Jaffa Gate အနေဝင်ပြီးတော့တက်သွားတယ်ဆိုရင်ကျွန်တော်တို့ Holy Sepulchre Church သခင်ယေရှုအသက်တော်ဆုံးတော်မူတော်ရှင်ပြန်ထမြောက်တော်မူတော်ဖျားเจ้าကိုရောက်မှာဖြစ်ပါတယ်အခုဒီနေ့တော့ကျွန်တော်အဲ့ကိုမသွားတော့ဘဲနဲ့ဒီညာဘက်ကိုချိုးပြီးတော့ Dormition လို့ခေါ်တဲ့နေရာကိုသွားမှာဖြစ်ပါတယ် ဒီဖျားเจ้าတော်ကြီးကတော့ဒီ Armenian Cathedral လို့ခေါ်ပါတယ်ကျွန်တော်ဒီဗီဒီယိုတော့မှရှင်းပြခဲ့တဲ့အတိုင်းပဲဒီ Jerusalem မြို့ဟောင်းထဲမှာရက်ွက်ကြီး၄ွက်ရှိတဲ့ထဲမှာဒီရက်ွက်က Armenian Quarter လို့ခေါ်ပါတယ်ခုဒီနောက်ကဖျားเจ้าတော်ကြီးကတော့ဒီ Armenian တွေရဲ့ဖျားเจ้าတော်ကြီးပဲဖြစ်ပါတယ်ဒီဖျားเจ้าတော်ကြီးထဲမှာ Saint James ရှင်ယာကုပ်ရဲ့ခေါင်းကိုတင်ထားခဲ့တဲ့နေရာပဲဖြစ်ပါတယ်ခုချိန်ဒီသူတို့ဒီထုံးလန်းစင်လာရစီ James ရဲ့ခေါင်းထဲမှာထည့်ထားတယ်ဒီ Armenian Cathedral ဖျားเจ้าတော်ကြီးကတော့ညနေပိုင်း3 နာရီလောက်မှာပဲနေတိုင်းဖွင့်လို့ရှိပါတယ်ဒီနေ့ကျွန်တော်တော့3 နာရီထဲဆိုပြီးရောက်နေတဲ့အတွက်အထဲမဝင်တော့ပါဘူးဒီကတော့ဒီ Cathedral ဖျားเจ้าတော်ကြီးရှိတဲ့အရာတွေပဲဖြစ်ပါတယ် Armenian Cathedral နဲ့ဆက်ပြီးတော့သွားရဲဆိုကျွန်တော်တို့ခုနောက်ထပ် gate ကိုရောက်ပါပြီဒီ gate ကတော့ Zion Gate လို့ခေါ်ပါတယ်ဒီ gate ကနေဝင်သွားရဲဆိုရင်ခုနကျွန်တော်ပြောသလိုပဲ Dormition လို့ခေါ်တဲ့နေရာကိုရောက်မှာဖြစ်ပါတယ် Dormition ဆိုတာကတော့သခင်ယေရှုနောက်ဆုံးညစားခဲ့တဲ့နေရာနောက်ပြီးတော့မေတော်သခင်မနဲ့တပည့်တော်ကြီးတွေအပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်ဖျားဆင်းသက်တဲ့နေရာအခန်းနောက်ပြီးတော့ဒီဒါဝိမင်းကြီးရဲ့တင်ချိုင်းကူရှိတဲ့နေရာနောက်ခုဒီဖက်လမ်းကိုအတိုင်းလျှောက်သွားတယ်ဆိုရင်ခုနကျွန်တော်ပြောတဲ့နေရာရောက်မယ်ခုဒီဖက်လမ်းကိုပြန်ချိုးပြီးတော့သွားမယ်ဆိုရင်မေတော်သခင်မတည်ဆုံးတဲ့နေရာဆိုတော့ပြောတာထက်ဘယ်လိုပြောမလဲအိပ်ပျော်သွားတဲ့နေရာလို့ပြောရမှာဖြစ်ပါတယ်ဗာလို့လဲဆိုတော့မေတော်သခင်မဟာခန္ဓာကိုယ်နဲ့ဝိညာဉ်ပါကောင်းကင်ဘုံသို့ပြည့်စုံခြင်းခံရတဲ့အတွက်ကြောင့်မို့ပဲဖြစ်ပါတယ်အခုကျွန်တော်တို့ဒီနောက်ဆုံးညစာစားရမှုတဲ့အခန်းနောက်ပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ဖျားဆင်းသက်တော်မူတဲ့အခန်းရှိကိုရောက်ပါပြီအခုကျွန်တော်အဲ့ထဲနေကိုဝင်သွားကြည့်ရအောင်ဒီနေ့တော့နင်းတွေအရန်ကြလို့အခန်းတကာပေါက်ပိတ်ထားပါတယ်အထက်ဝင်လို့မရပါဘူးနောက်တစ်ပေါက်နေပြန်သွားကြည့်ရအောင်ဒီဘက်ပေါက်လည်းပိတ်ထားတယ်ခုကျွန်တော်ကတော့ဒါကတော့အရင်တုန်းကမနေ့တုန်းကကျွန်တော်လေ့လာရေးခီးသွားတော့ရိုက်ခဲ့တဲ့ဗီဒီယိုမှာတန်းခွေလေးကိုပြန်ထည့်ပေးထားတာဖြစ်ပါတယ်ခုဒီတက်မှာမြင်ရတဲ့တ
ကားပေါက်ကတော့ဒါနောက်ဆုံးမေတော်သခင်မနဲ့တပည့်တော်ကြီးတွေပေါ်မှာတန်ရှင်းသောဝိညာဉ်တော်ဖျားဆင်သက်တက်ရောက်ခဲ့တဲ့အခမ်းပဲဖြစ်ပါတယ်ဒီအခမ်းကိုတစ်နှစ်မှာတစ်ခါပဲဖွင့်ပါတယ်ဒီနေရာတော့နောက်ဆုံးညစာစားတဲ့နေရာပဲဖြစ်ပါတယ်ဒီနေရာကိုလည်းမွတ်စလင်တွေဖြစ်မှာမွတ်စလင်တွေကသူတို့ရဲ့ပလီအဖြစ်ပြုလုပ်ခဲ့တဲ့နေရာပဲဖြစ်ပါတယ်ခုတွေ့နေတဲ့ဒီနေရာလေးကိုကြည့်ချင်းအဖြစ်ဒါမက်ခါကိုဦးတည်ပြီးတော့သူတို့ဖျားရှိခိုးတဲ့နေရာလေးဖြစ်ပါတယ် So be good for goodness sake.ဒီနေရာကိုတော့တာဝီမင်းကြီးရဲ့အုပ်ကူတည်ရှိတဲ့နေရာလို့သတ်မှတ်ခဲ့တဲ့နေရာပဲဖြစ်ပါတယ်ဒီနေ့အထက်ကိုတော့သူတို့ဗီဒီယိုရိုက်ခွင့်မပေးပါဘူးကဲခုကျွန်တော်တို့ကတော့မေတော်သခင်မအသက်တော်ဆွမ်းတော်မူတဲ့နေရာကိုရောက်ပါပြီဒီဖျားเจ้าကြီးဟာအရင်တော့မေတော်သခင်မနေခဲ့တဲ့သခင်ယေရှုအသက်ရှင်ပြန်ထမြောက်တော်မူပြီးမိုးကောင်းကင်တော်ကိုတက်တော်မူတဲ့နောက်ပိုင်းမှာမေတော်သခင်မနေခဲ့တဲ့နေရာလေးပဲဖြစ်ပါတယ်ဒါကတော့အပေါ်ထက်ဖျားเจ้าထဲမှာရှိတဲ့ပဋိကားချက်တွေပဲဖြစ်ပါတယ်ဒီပဋိကားချက်ရဲ့အတိုင်းမှာသူ့ရဲ့အနက်အတိတ်ပဲရှိပါတယ် ဒီဖျားเจ้าအောက်ကိုဆင်းသွားတယ်ဆိုရင်မေတော်သခင်မအသက်တော်ဆွမ်းတော်မူတဲ့နေရာလို့သတ်မှတ်ထားတဲ့နေရာရှိပါတယ်ဒီနေရာမှာတပည့်တော်ကြီးတွေကမေတော်သခင်မတည်ဆုံးပြီဆိုပြီးတော့သူတို့သတ်မှတ်ပြီးတော့သူ့ရဲ့အလောင်းတော်ကိုဂက်စမနီဥယျာဉ်ပေးနာအုတ်ကူတစ်ခုမှမြုပ်နှံခဲ့ပါတယ်နောက်ပိုင်းမှာမေတော်သခင်မအုတ်ကူကိုတွားပြန်ကြည့်တဲ့အခါမှာမေတော်သခင်မရဲ့ကိုယ်ခန္ဓာမရှိတော့ပါဘူးအဲ့ဒါကိုကြည့်ပြီးတော့မေတော်သခင်မဟာခန္ဓာကိုယ်နဲ့ဝိညာဉ်ပါဖျားသခင်ကမိုးကောင်းကင်ကိုပင်းဆောင်တော်မူခြင်းခံရတယ်လို့ကျွန်တော်တို့ကက်သလစ်အသင်းတော်ကယုံကြည်ထားပါတယ်ခုမြင်တွေ့ရတာကတော့ဒီဖျားเจ้าအောက်ခန်းလေးကနောက်ထပ်ဖျားเจ้าဆောင်တဲ့အခန်းလေးရဲ့မြင်ကွင်းပဲဖြစ်ပါတယ်ဒါကတော့ခုနကျွန်တော်ပြောတဲ့ donation ဖျားเจ้าတော်ကြီးကိုအပြင်ဘက်ကနေမြင်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ခုကျွန်တော်အဲ့ဒီကနေဖျားเจ้าနေပြန်ပြီးတော့ကျွန်တော်နေတဲ့နေရာကိုပြန်มาဖြစ်ပါတယ်ဒါကတော့လမ်းတစ်လျှောက်မြင်ရတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်
ဒါကတော့ဂျေရုဆလင်မြို့ဟောင်းရဲ့အုံတိုင်းဖြစ်ပါတယ်မြို့ပြင်ဘက်ကနေရိုက်ထားတာပါဟိုးရှိတဲ့တဲမှာသွားတယ်ဆိုတော့ဂျာဖာဂိတ်ကိုတွေ့အောင်ဖြစ်ပါတယ်ဒါတော့ကျွန်တော်ဒီတခြားပေါက်တွေထွက်ပြီးတော့လမ်းပြီးတော့ရိုက်ထားတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်နင်းကြပြီးဂျေရုဆလင်မြို့ရဲ့မြင်ကွင်းဟာအင်မတန်မှလှပပါတယ်ဒါကတော့ olive tree ဆိုတဲ့တန်လွင်ပြင်ပဲဖြစ်ပါတယ်ဒါတော့ခုနကကျွန်တော်ပြောခဲ့တဲ့ဂျာဖာဂိတ်ပဲဖြစ်ပါတယ်ဂျာဖာဂိတ်ကိုနောက်ထပ်လမ်းတောက်တနေရာနေကြည့်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်အပြန်လာတော့နည်းနည်းတော့ကြမ်းတမ်းနေတယ်နင်းနေတော်တော်လေးကိုထူပါတယ်တချို့နေရာမှာကျွန်တော်ဒူးခေါင်းလောက်နီးပါးကိုရောက်ပါတယ်ကဲကျွန်တော်ရဲ့အကြောင်းတော်ကြီးကိုပြန်ရောက်ပါပြီအားလုံးကိုကျွန်တော်နဲ့အတူတူနင်းတော်ထဲမှာအတူတူလမ်းလျှောက်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်